ရန်ချောရန်လှတဲ့ကောင်မလေးတဲ့ရုပ်ရည်လည်းတာမှန်ပဲပြင်စင်ကလည်းတာမှန်လောက်ပဲရှိတယ်ဆိုတဲ့ကောင်မလေးတဲ့သူတို့ထပ်ပိုချောတယ်ဆိုတဲ့ကောင်မလေးထက်ကိုရည်စားရပိုလွယ်တယ်ဆိုတဲ့အနေအထားမျိုးချို့တွေ့ဘူးကြလိမ့်မယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကသူတို့ရဲ့ရုပ်ရည်ကအဓိကမဟုတ်သူတို့ပေါ်ထားတဲ့သူတို့ကိုချင်းကပ်တဲ့ယောက်ျားလေးတွေစိတ်ကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်အရန်ခမ်းထားတဲ့ဆိုင်ကြီးတစ်ခုတည်းကိုလူတိုင်းဝင်မို့မောမမြဲဖြစ်နေပေမဲ့ရက်ကွက်ထဲမှာရွက်ကျန်းရည်ကျိုဆိုင်လေးတစ်ခုတည်းကိုလူတွေပို့ပြီးချိတ်တိုးဝယ်နေကြတာမျိုးလည်းတွေ့ဘူးကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာဒီဆိုင်ထဲကိုမဝင်ရဲတဲ့လူတွေစိတ်နဲ့ချောချောလှကောင်မလေးတွေအနားကိုချင်းကပ်ဖို့မဝင်ရဲတဲ့အမျိုးသားတွေရဲ့စိတ်ကတော်တော်လေးအလားတန်တူတယ်လို့ပြောရမယ်။လူမျိုးမဝင်ရဲဖြစ်တဲ့အတွေးမျိုးမိတ်ဆွေလည်းဖြစ်ဘူးတဲ့ဆိုရင်ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့နီလန်တစ်ခုကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားမယ် self confidence ကိုလူသိများပေမဲ့ self efficacy ကိုတော့တော်တော်လေးလူသိနေအောင်မယ်လို့ကျွန်တော်ထင်ဒါပေမဲ့ self efficacy ဆိုတာကျွန်တော် motivation နားထောင်ရုံနဲ့တည်ဆောက်လို့မရ self efficacy ကိုမိတ်ဆွေကောင်းကောင်းခံစားမိနိုင်အောင်ကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်မိတ်ဆွေကဒီနေ့ပဲစေးတက်ကတူတက်တယ်မနက်ဖြန်မှာပဲစေးတက်ကတူရဲ့နောက်ဆုံး final စာမေးပွဲကြီးဖြေရမှာပဲထားပါတော့မိတ်ဆွေရင်ထဲမှာဘယ်လိုခံစားရလဲဒါဆိုရင်တော့ self efficacy ရဲ့ကျယ်လောင်တဲ့အတန်တစ်ခုကိုမိတ်ဆွေခံစားမိလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ပြီဒါဆိုရင် self efficacy ကိုဘယ်လိုတည်ဆောက်ကြမလဲသူ့ကိုတည်ဆောက်တဲ့နည်းလမ်းကကျွန်တော်တို့ပတ်ဝန်းကျင်မှာ game ကိုဆွဲလန်းနေတဲ့သူတွေကိုတွေ့ရင်ကျွန်တော်တို့ဒီသဘောတရားကိုနားလည်လိုက် game တွေမှာတပွဲနိုင်လိုက်တာနဲ့နောက်တစ်ပွဲကိုစက်ကစားခြင်းနဲ့စိတ်ဖြစ်လာအောင်ဖန်တီးထားတယ်ဆက်စကစားခြင်းမှာအခက်ဆုံး level ကိုကစားတာမဟုတ်ဘူးလွယ်တဲ့ level လေးတွေကနေစပြီးကစားတာသက်ဆိုင်တဲ့ဘယ်တစ်ခုမှာ self efficacy တည်ဆောက်တော့မယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့တကယ် final target ပန်းနိုင်တစ်ခုကို10ပုံအပုံ100အထိခွဲစိတ်နိုင်ဖို့လိုအပ်တယ်အဲ့လိုခွဲစိတ်ပြီးသားပြီဆိုလို့ရှိရင်အသေးဆုံးအစိတ်ပိုင်းလေးတစ်ခုဖြစ်တဲ့ level 1ကိုစပြီးကစားဖို့လိုအပ်တယ်အဲ့ဒီ level 1ကိုအောင်မြင်သွားတာနဲ့ကျွန်တော်ရဲ့အုံနောက်ထဲမှာ dopamine ဆိုတဲ့ hormone တစ်ခုကထွက်လာပြီးတော့နောက်တစ်ဆင့်ကိုထပ်ပြီးကစားနိုင်ဖို့တွန်းအားတစ်ခုပေးတယ်ဒီလိုတစ်ဆင့်ချင်းအောင်မြင်မှုရလာတာနဲ့အတူ self efficacy ကလည်းတစ်ဆင့်ချင်းရဲ့အောင်မြင်မှုကို certificate လိုက်ပေးနေတယ်လို့မျိုးအနောက်ကနေလိုက်ပြီးကပ်ပါလာတယ်ဟာဒါဆိုရင်ကျွန်တော်တို့က self efficacy ကိုတည်ဆောက်အောင်တစ်ဆင့်ချင်းသွားအောင်ပါလားဒီလိုလည်းမဟုတ်ပြန်ဘူးကျွန်တော်တို့ရဲ့ final target ကအခန်းတရာပါတဲ့ game တစ်ခုဆိုရင်ကျွန်တော်တို့က level 50ကိုကစားနိုင်နေဆိုရင် level 50ကိုအောင်မြင်နေဆိုရင်ကျွန်တော်ရဲ့ self efficacy ကလည်း level 50ထိရပြီးသားဖြစ်တယ်ဒီသဘောတရားမိတ်ဆွေကဒီနေ့လက်ဝဲလောကကိုဝင်နေဒါပေမဲ့ heavy weight တန်းမှာစပြီးလေ့ကျင့်တယ် heavy weight ကစားသမားတွေနဲ့နေတိုင်းလေ့ကျင့်တယ်နေတိုင်းစားတောက်တယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ self efficacy ကလည်း heavy weight တန်းမှာရှိနေလိမ့်မယ်ဒါပေမဲ့ heavy weight သမားတယောက်မှာရှိတဲ့ကျွမ်းကျင်မှုကိုလုံးကိုပန်းအရာမောင်းတော့ရှိတဲ့နာပေါ့ဒီနေရာမှာတခု message ပေးချင်တာဒီသဘောတရားကိုဘဝတိုးတက်ကြောင်းပါပဲအသုံးချဖို့ကျွန်တော်မှာကြားချင်ပါတယ်ကိုဘဝကိုပျက်စီးကြောင်းဖြစ်တဲ့မွေးရစေဝါတို့လောင်းကစားတို့ရက်သေးစားတို့မှာဒီသဘောတရားကို